1965 ခုနှစ်ဩဂုတ်လ9ရက်ဒီလူကတော့လီကွမ်ယူပါသူဟာစင်ကာပူနိုင်ငံကိုမလေးရှားဖက်ဒရယ်ကနေနှင်ထုတ်လိုက်ပြီဆိုတဲ့သတင်းဆိုးကိုခုလေးတင်ကြားသိလိုက်ရတာပါအခုတော့ဒီသတင်းကိုသူ့ရဲ့ပြည်သူတွေကိုဓာတ်ရိုက်ထုတ်လွှင့်ချက်ကနေတဆင့်အသိပေးရတော့မှာဖြစ်ပါတယ်ကျွန်တော်တို့မလေးရှားကနေစင်ကာပူကိုခွဲထွက်ဖို့သဘောတူညီချက်လက်မှတ်ထိုးခဲ့တဲ့ဒီအခိုက်အတန့်ကိုပြန်ကြည့်တိုင်းဒါဟာအလွန်ပဲနာကျင်စရာကောင်းတဲ့အခိုက်အတန့်ဖြစ်နေမှာပါကျွန်တော်အတွက်တော့ဒါဟာတကယ်ကိုနာကျင်စရာပါပဲဘာလို့လဲဆိုတော့ကျွန်တော်တဘဝလုံးကျွန်တော်ဟာမလေးရှားနဲ့ပူးပေါင်းဖို့ကိုပဲယုံကြည်ခဲ့တာမို့လို့ပါဒါဟာဘာကြောင့်ဖြစ်ပျက်ခဲ့တာလဲအကြောင်းရင်းကတော့မလေးမွတ်စလင်အများစုရှိတဲ့မလေးရှားနိုင်ငံရဲ့မြို့တော်ကွာလာလမ်ပူဟာစင်ကာပူကိုကြောက်ရွံ့နေလို့ပါပဲတရုတ်လူမျိုးအများစုရှိတဲ့ဒီကျွန်းကလေးဟာတနေ့မှသူတို့ရဲ့ကိုယ်ပိုင်စိတ်ကန်းထပ်ပိုပြီးတောက်ပလာမှာကိုသူတို့စိုးရင်ခဲ့ကြပါတယ်ဒါကြောင့်မလေးရှားဟာစင်ကာပူကိုသူတို့ရဲ့အဆင်ပြေမှုအတွက်ဖယ်ရှားပစ်ခဲ့တာဖြစ်ပါတယ်လီကွမ်ယူအတွက်တော့ဒါဟာကပ္ပပြက်တယ်လို့ပါပဲစင်ကာပူရဲ့ရေတက်ဝက်ဟာမလေးရှားကနေလာတာပါစားနပ်ရိက္ခာ90%ကိုလည်းမလေးရှားကနေတင်သွင်းရပါတယ်မလေးရှားမပါရင်စင်ကာပူဟာပြီးဆုံးသွားပါပြီလဲရမြေရေနံတပ်တုဘာအရင်အမြင့်မှမရှိတဲ့မြေကွက်လက်ကလေးတစ်ခုမျှသာဖြစ်ပါတယ်အဲ့ဒီအချိန်မှာစင်ကာပူဟာလူနေထူထပ်လွန်းတဲ့စင်းရဲသားရက်ွက်ကြီးတစ်ခုလိုဖြစ်နေပါတယ်မိသားစု85%ဟာအိမ်သာဒါမှမဟုတ်ရေပိုက်မရှိတဲ့တဲအိမ်တွေမှာနေထိုင်ကြရပါတယ်မီးသွေးနဲ့ချက်ပြုတ်ရပြီးညစ်ပတ်တဲ့အများဆုံးရေတိုင်ကြီးတွေမှာရေတန်းစီရပါတယ်လူဦးရေရဲ့တဝက်ကျော်ဟာစာမရေးတတ်စာမဖတ်တတ်ကြပါဘူးလမ်းမပေါ်တွေမှာလည်းမလေးနဲ့တရုတ်လူမျိုးတွေအကြားလူမျိုးရေးအတီးကတုံတွေခဏခဏဖြစ်ပွားပြီးလမ်းဘေးမြောင်းတွေထဲမှာအလောင်းတွေရှိနေတတ်ပါတယ်ဒါဟာလီကွမ်ယူဦးဆောင်ရမယ့်နိုင်ငံပါနိုင်ငံတစ်ခုထက် collapse ဖြစ်တော့မယ်ကြာရှုံးနေတဲ့ပြည်နယ်တစ်ခုနဲ့ပို့တူနေပါတယ်လီကွမ်ယူဟာဘလောက်အထိရဲရင်တလဲဆိုရင် American CIA agent တယောက်စင်ကာပူထောက်လှမ်းရေးကိုစိတ်ဝင်ဖို့ကြိုးစားစဉ်ကမိသွားတဲ့အခါ American အစိုးရကိုသူတိတ်ကလေးပဲဖြေရှင်းလိုက်ပါတယ်သူ့ကိုခေါ်သွားစင်ကာပူရဲ့စီးပွားရေးဖွံ့ဖြိုးမှုအတွက်ဒေါ်လာတန်း100ပေးဒါဆိုရင်ဘယ်သူမှမသိအောင်ကျုပ်တို့ငြိမ်နေပေးမယ်ဒါကတော့လီကွမ်ယူရဲ့ style ပါပဲသူဟာဩစတြေးလျနိုင်ငံကိုတော့ကုန်ချမ်းတွေကိုပဲရောင်းစားနေတဲ့အာရှရဲ့အမိုက်တရိုက်လို့တော့ပြောင်တင်းဝေဖန်ခဲ့ပူပါတယ်သူဒီလိုပြောနိုင်တာဟာတခုခုကိုသူတေချာပေါက်တီထားလို့ပါစင်ကာပူမှာတဘာဝအရင်အမြင့်မရှိပေမဲ့သူ့မှာလူသားအရင်အမြင့်ဆိုတဲ့အကြီးမားဆုံးအင်အားစုရှိနေတယ်ဆိုတာပါပဲဒါပေမဲ့ဒီလိုအားမှန်အပြည့်နဲ့ခေါင်းဆောင်ကြီးဟာလည်းလူသားတစ်ယောက်ပါပဲအမျိုးသားရုပ်မြင်သံကြားကမိန့်ခွန်းပြီးတဲ့နောက်6ပတ်ကြာအောင်သူ့ပျောက်ကွယ်သွားပါတယ်သူဟာချန်ဂီအပန်းဖြေဆိုင်ချန်ဂီ cottage ထဲမှာသူ့ကိုယ်သူပိတ်လောင်ထားလိုက်တယ်သူအိတ်လို့မရစားလို့မရဆရာဝန်တွေကစိတ်ငြိမ်စေးတွေပေးထားရတဲ့အထီးပါပဲပါလီမန်တစ်ခုလုံးဘာလုပ်ရမှန်းမသိပဲလေဟာနယ်ထဲမှာလွှင့်မျောနေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအမောင်ဆုံးအချိန်မှာတော့သူဟာဗြိတိန်ဝန်ကြီးချုပ် Harold Wilson စီစာရေးခဲ့ပါတယ်စင်ကာပူအတွက်စိတ်မပူပါနဲ့ကျွန်တော်တို့ဟာဘလောက်ပဲစိတ်တက်ကြနေပါစေစင်ကျင်တုံတရားရှိတဲ့သူတွေပါဘာမဆိုမလုပ်ခင်မှာဖြစ်လာနိုင်တဲ့အကျိုးဆက်အားလုံးကိုအမြင်ချိန်ဆနေမှာပါတဲ့6ပတ်ကြာနာလန်ထူပြီးနောက်လီကွမ်ယူဟာနိုင်ငံရေးစစ်တူရင်ကစားပွဲကိုစတင်มาတော့တယ်စင်ကာပူဟာတက်မတော်မရှိအစားအစာမရှိတဘာဝအရင်းမြင်မရှိပတ်လည်မှာရန်သူလိုမိတ်ဆွေလိုနိုင်ငံကြီးတွေသာရှိနေတယ်သူ့အတွက်ပထမဆုံးနီးလန်းကတော့တန်တမန်ရေးပါပဲစင်ကာပူဆိုတာနိုင်ငံတစ်ခုဖြစ်ကြောင်းကဘာကအတိအမှတ်ပြုမှသူတို့တည်တတ်နိုင်မှာပါတလအတွင်းမှာပဲသူဟာစင်ကာပူကိုကုလသမဂ္ဂ UN တဲ့အတင်းအဓမ္မထည့်သွင်းပြီးအတိအမှတ်ပြုမှုရယူနိုင်ခဲ့ပါတယ်ဒါပေမဲ့ဒေသတွင်းမှာကအန်ဒရယ်တွေများလွန်းနေပါတယ်1965မတ်လမှာတော့အင်ဒိုနီးရှားရေတပ်သား2ဦးကစင်ကာပူရဲ့မတ်တော်နယ်အဆောက်အုံကိုဘုံခွဲခဲ့ပါတယ်လူ3ယောက်သေဆုံးပြီး33ယောက်ဒဏ်ရာရခဲ့တယ်ဒါဟာအင်ဒိုနီးရှားသမ္မတဆူကာနိုရဲ့ confrontation လို့ခေါ်တဲ့စစ်စင်ရေးရဲ့တစ်စိတ်တစ်ပိုင်းပါစင်ကာပူကတော့ဒီဘုံခွဲသမားတွေကိုဖမ်းမိပြီးတေတံပေးလိုက်ပါတယ်စင်ကာပူအတွက်သူတို့ကအကြမ်းဖက်သမားတွေဒါပေမဲ့အင်ဒိုနီးရှားအတွက်တော့သူတို့ကသူရဲကောင်းတွေဂျာကာတာမှာចောင်းသားတွေကစင်ကာပူတန်ယုံကိုတိမ့်ပိုက်ဖို့ကြိုးစားတဲ့အထိဖြစ်လာပါတယ်အဲ့ဒီအခါမှာလီကွမ်ယူဟာသူ့ရဲ့ဂုံတိတ်ခါကိုဘေးဖယ်ထားပြီးအင်ဒိုနီးရှားကိုကိုယ်တိုင်ပြန်တန်းသွားခဲ့ပါတယ်အဲ့ဒီဘုံခွဲသမား2ဦးရဲ့အုပ်ကူရှိမှာသူဒူးထောက်ပန်းကွေချပြီးဥညွတ်လိုက်ပါတယ်သူကတောင်းပန်ဖို့သွားတာမဟုတ်ပါဘူးဒါဟာအရှက်ရစရာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့စင်ကာပူအတွက်မရှိမဖြစ်လိုအပ်တဲ့
တန်တမန်ရေးရာခြေလှမ်းတစ်ခုပါ သူ့ရဲ့ဒီမဟာဗျူဟာကြောင့်ပဲ1968ခုနှစ်မှာစင်ကာပူဟာမလေးရှားအင်ဒိုနီးရှားထိုင်းဖိလစ်ပိုင်တို့နဲ့အတူအာဆီယံကိုပူးတွဲတည်ထောင်နိုင်ခဲ့ပါတယ်စင်ကာပူဟာနောက်ထပ်တစ်ယောက်တည်းမဟုတ်တော့ပါဘူးအိမ်နီးချင်းတွေနဲ့စစ်ရေးအရာရောနိုင်ငံရေးအရာပါပူးပေါင်းလာနိုင်ခဲ့ပါပြီဗြိတိရှတပ်တွေစင်ကာပူကနေပြန်လည်ထွက်ခွာချိန်မှာကျွန်းကလေးဟာချင်းချောက်ခံနေရတဲ့နေရာကနေဒေသတွင်းမှာအရေးပါတဲ့မဟာမိတ်နိုင်ငံတစ်ခုအဖြစ်အသွင်ကူးပြောင်းသွားခဲ့ပါတော့တယ် အင်ဒိုနီးရှားနဲ့မလေးရှားတို့ပြန်ပြီးရန်လိုလာနိုင်မဲ့အန်ဒီရဲ့ကိုလီကွမ်ယူကြိုးမြင်ခဲ့ပါတယ်။ဒါကြောင့်1968ခုနှစ်မှာအမျိုးသားစစ်မှုထမ်းစနစ် National Service ကိုဖန်တီးခဲ့ပါတယ်။လူငယ်တိုင်းစစ်ပညာသင်ယူကြရမှာပါ။အစ္စရေးနိုင်ငံစီလျှို့ဝှက်အကူအညီတောင်းခဲ့ပါတယ်။အစ္စရေးတို့ရဲ့စစ်ရေးဗျူဟာကိုစင်ကာပူစစ်တပ်မှအသုံးပြုခဲ့ပါတယ်။1981ခုနှစ်အရောက်မှာစစ်သား16000အသင့်ရှိနေပြီဖြစ်ပါတယ်။ကိုမကာကွယ်နိုင်ရင်ဘဒူးမှလာမကာကွယ်ပေးဘူးဆိုတာကတော့သူ့ရဲ့အတိကမူဝါဒဖြစ်လာခဲ့ပါတယ် စင်ကာပူနိုင်ငံဟာကမ္ဘာအလယ်မှာအတိမတ်ပြုခံရပြီးနောက်လီကွမ်ယူကပြည်တွင်းရေးကိုအာရုံစိုက်လာခဲ့ပါတယ်။အဓိကချင်းချောက်မှုကစင်းရဲမွဲတေမှုတင်မကပဲလူမျိုးရေးပြဿနာဖြစ်နေခဲ့ပါတယ်။တရုတ်မလေးအိန္ဒိယလူမျိုးတွေကြားအကြမ်းဖက်မှုတွေဖြစ်ပွားလေရှိပါတယ်။လူမျိုးတိုင်းတန်းတူအခွင့်အရေးရှိတယ်လို့ကြေညာခဲ့ပါတယ်။တရားဝင်ဘာသာစကား၄မျိုးသတ်မှတ်ထားပါတယ်။ကလေးတိုင်းကိုမိခင်ဘာသာစကားအပြင်အင်္ဂလိပ်စာကိုပါမဖြစ်မနေသင်ယူရမှာပါလူမျိုးပေါင်းစုံကိုစုစည်းဖို့အတွက်အင်္ဂလိပ်စာကအတိကကြပါတယ်ဘာသာရေးကိုလည်းတင်းကျပ်စွာထိန်းချုပ်ခဲ့ပါတယ်စီးပွားရေးပြပြနေမှုကိုပြုပြင်ဖို့နယ်သာလန်စီးပွားရေးပညာရှင် Albert Winsemius ကိုခေါ်ယူခဲ့ပါတယ်ဝါဒဖြန့်တာတွေအမျိုးသားရေးဝါဒတွေကိုဘေးဖယ်ထားဖို့အကြံပေးခဲ့ပါတယ်နိုင်ငံခြားကုမ္ပဏီတွေစင်ကာပူကိုလာရောက်ရင်းနှီးမြှုပ်နှံအောင်ဆွဲဆောင်ခဲ့ပါတယ်အခွန်လျှော့အာဂတိလိုက်စားမှုကိုတိုက်ဖြတ်တည်ငြိမ်မှုပေးခဲ့ပါတယ်။အမိုက်ကင်းအတီးကရုံးကင်းတဲ့နိုင်ငံဖြစ်အောင်တည်ဆောက်ခဲ့ပါတယ်။ Texas Instruments, HP, GE တို့လိုကုမ္ပဏီကြီးတွေရောက်လာခဲ့ကြပါတယ်။လေကြောင်းလိုင်းနဲ့သင်္ဘောလိုင်းတွေကိုတည်ထောင်ခဲ့ပါတယ်။ပညာရေးကိုလည်းအင်ဂျင်နီယာ၊နည်းပညာရှင်တွေထွက်လာအောင်ပြောင်းလဲခဲ့ပါတယ်။ရင်းနှီးမြှုပ်နှံမှုတွေကရတဲ့ဝင်ငွေနဲ့ပြည်သူဘဝကိုမြင့်တင်ခဲ့ပါတယ်။ HDB အိမ်ယာတွေကိုအင်တိုက်အားတိုက်တိုးချဲ့ခဲ့ပါတယ်။သိန်းနဲ့ချီတဲ့လူတွေကရေမီးနဲ့ပြည့်စုံတဲ့အိမ်ခန်းတွေမှာပြောင်းရွှေ့နေထိုင်ကြရပါတယ်။လာစားရဲ့20%ကို CPF အဖြစ်မဖြစ်မနေစုခိုင်းခဲ့ပါတယ်။အငိမ့်စားယူချိန်အတွက်တာမကနိုင်ငံရဲ့အခြေခံအဆောက်အအုံတွေအတွက်ပါအသုံးချခဲ့ပါတယ်။ထောက်ပံ့ကြေးပေးတာမျိုးမလုပ်ခဲ့ပဲကိုအားကိုကိုတဲ့စနစ်ကိုပဲကျင့်သုံးခဲ့ပါတယ်။လီကွမ်ယူကဝင်းကြီးတွေနဲ့အစိုးရဝန်ထမ်းတွေရဲ့လစာကို2ဆတိုးပေးခဲ့ပါတယ်။ဒါဟာသူတို့ရဲ့တာဝန်ယူမှုကိုမြင့်တင်ဖို့ဖြစ်ပါတယ်။ပြီးနောက်အဂတိလိုက်စားမှုတွေကိုစုံစမ်းစစ်ဆေးတဲ့ဌာန CPIB ကိုအသုံးပြုပြီးအဂတိလိုက်စားသူမှန်သမျှထောင်ချခဲ့ပါတယ်။တချိန်ကသူ့ရဲ့အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးတီချန်းဝန်ကကုမ္ပဏီ2ခုစီကနေဒေါ်လာ1 သန်းလက်ယူတာကို CPIB ကဖမ်းမိခဲ့ပါတယ်။တရားရုံးမတင်ခင်မှာပဲသူကဆေးတောက်ပြီးအသက်အဆုံးစီရင်သွားခဲ့ပါတယ်။လီကွမ်ယူရဲ့တုံ့ပြန်မှုကတော့အေးဆက်လို့နေပါတယ်။သူမှားခဲ့တယ်။လိုက်ယူခဲ့တယ်။သူ့ကိုငါမကဲနိုင်ဘူး။ဥပဒေအထက်မှာဘယ်သူမှမရှိဘူး။သစ္စာရှိတဲ့ဝန်ကြီးဖြစ်ပါစီ။သူကအတုံးမလို့တော့ဘူး။တယောက်ကိုချွင်းချက်ထားရင်အားလုံးလိုက်ယူကြလိမ့်မယ်လို့သူကခံယူထားခဲ့ပါတယ်။နောက်ဆုံးမှာတော့လီကွမ်ယူက Garden City လို့ခေါ်တဲ့ဥယျာဉ်မြို့တော်စီမံချက်ကိုစတင်ခဲ့ပါတယ်။လမ်းမတွေဘေးမှာအပင်တွေစိုက်ဖို့မီလာတွေကင်းစင်အောင်မြောင်းတွေကိုရှင်းလင်းဖို့မြို့ထဲမှာပန်းခြံတွေထည့်သွင်းဖို့အမိန့်ပေးခဲ့ပါတယ်။1980ပြည့်နှစ်အရောက်မှာစင်ကာပူဟာစင်ရဲသားရက်ကွက်မဟုတ်တော့ပဲတန်ရှင်းပြီးစိမ့်လန်းတဲ့မြို့ဖြစ်လာကြောင်းကမ္ဘာကိုပြသခဲ့ပါတယ်1980ပြည့်လိုနှစ်တွေမှာတော့လီကွမ်ယူကတိုးချဲ့မှုတွေကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်။စက်ရုံတွေတင်းမကပဲ1981ခုနှစ်မှာချန်ကီလေဆိပ်ကိုဖွင့်လှစ်ခဲ့ပြီးကမ္ဘာအကောင်းဆုံးလေဆိပ်တွေထဲတစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။စင်ကာပူဆိပ်ကမ်းဟာလည်းအာရှနဲ့အနောက်တိုင်းဈေးကွက်တွေကြားမှာအလုတ်အရှုပ်ဆုံးဆိပ်ကမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။1982ခုနှစ်မှာစင်ကာပူလေကြောင်းလိုင်း Singapore Airlines ကိုစတင်ခဲ့ပြီးစိန်ခံမှုနဲ့ထိရောက်မှုရဲ့သင်္ကေတတစ်ခုဖြစ်လာပါတယ်။ Electronic သင်္ဘောလုပ်ငန်းငွေကြေးနဲ့နည်းပညာတွေစင်ကာပူစီစီးဝင်လာခဲ့ပါတယ်။ဒါပေမဲ့စီးကမ်းမရှိရင်တိုးတက်မှုကအလကားပါပဲ။ PK ဝါတာအမိုက်ပစ်တာတတွေးထွေးတာတွေအတွက်ဒဏ်ငွေအများကြီးပေးဆောင်ရပါတယ်။မူရစေဝါရောင်းဝယ်သူတွေကိုကျိုးပေးတတ်ပါတယ်။
နိုင်ငံရေးပြိုင်ဘက်တွေကိုတရားစွဲဆိုပြီးဒေဝါလီခံစေတာအချုပ်အနှောင်မှာထားတာမျိုးတွေလုပ်ခဲ့ပါတယ်။သတင်းစာတွေကိုလည်းထိန်းချုပ်ထားပါတယ်။သူ့ရဲ့အတွေးခေါ်ကတော့ရက်ဆက်ပါတယ်။လူတွေဘလို့တွေးမလဲဆိုတာထက်မှန်ကန်တယ်လို့ယူဆတဲ့အတိုင်းပဲငါတို့ဆုံးဖြတ်မယ်ဆိုတာပါပဲ။သူ့ရဲ့နိုင်ငံခြားရေးမူဝါဒကလည်းအဲ့ဒီအတိုင်းပါပဲ။1980ပြည့်နှစ်တွေမှာ American CIA ကစင်ကာပူထောက်လှမ်းရေးကိုစိတ်ဝင်ဖို့စ조사တဲ့အခါလီကွမ်ယူကလူသိရှင်ကြားထုတ်ဖော်ပြီးဝါရှင်တန်ကိုအရှက်ခွဲခဲ့ပါတယ်။ဒေါ်လာတန်း100တန်ရိုက်ခဲ့ရ American ကပေးဆောင်ခဲ့ရပါတယ်။ Australia ကိုလည်းကုန်ကျန်းရောင်းစားတဲ့အာရှရဲ့အမိုက်တရိုက်လိုဝေဖန်ခဲ့ပါတယ်။အရှေ့နဲ့အနောက်ကြားမှာမျှတအောင်လှုပ်ဆောင်ခဲ့ပါတယ်။1988ခုနှစ်မှာတရုတ်နိုင်ငံကတန်းလျှောက်ဖြင့်ကတရုတ်ပြည်ကိုဖွင့်လှစ်တဲ့အခါစင်ကာပူကိုစံနမူနာအဖြစ်လေ့လာခဲ့ပါတယ်။လီကွမ်ယူကတော့စင်ကာပူကိုကမ္ဘာကအတူယူရတဲ့နိုင်ငံတစ်ခုအဖြစ်တည်ဆောက်ပြခဲ့ပါတယ်1980ပြည့်လွန်နှစ်တွေမှာတော့လီကွမ်ယူကတိုးချဲ့မှုတွေကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်။စက်ယုံတွေတင်မကပဲ1981ခုနှစ်မှာချန်ဂီလေဆိပ်ကိုဖွင့်လှစ်ခဲ့ပြီးကမ္ဘာအကောင်းဆုံးလေဆိပ်တွေထဲတစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။စင်ကာပူစိတ်ကမ်းဟာလည်းအာရှနဲ့အနောက်တိုင်းဈေးကွက်တွေကြားမှာလူဦးရေအများဆုံးနိုင်ငံတွေတောင်အသေးဆုံးနိုင်ငံတစ်ခုဖြစ်တဲ့စင်ကာပူစီကနေတင်ယူနေရပါပြီ။လီကွမ်ယူကစင်ကာပူလူမျိုးတွေကိုဖန်တီးခဲ့တာပါ။အင်ယာစနစ်မှတရုတ်မလေးအိန္ဒိယလူမျိုးတွေကိုရောနှောနေထိုင်စေခဲ့တယ်။အင်္ဂလိပ်စာကိုဘုံဘာသာစကားအဖြစ်သတ်မှတ်ခဲ့တယ်။ကလေးနှစ်ယောက်ထက်ပိုမယူဖို့တိုက်တွန်းခဲ့ပြီးမြဲလူဦးရေအိုမင်းလာမှာကိုကြိုမြင်တဲ့အခါမူဝါဒကိုပြောင်းလဲခဲ့ပြန်တယ်။အမျိုးသမီးတွေကိုပညာရေးနဲ့အလုပ်ကိုင်တွေစီတွန်းအားပေးခဲ့တယ်။ဉာဏ်ရည်ထက်မြက်တဲ့အမျိုးသမီးတွေပဲကလေးမွေးတင်တယ်လို့တောင်အကြံပြုခဲ့ပူပါတယ်။သူ့ရဲ့တင်းကျပ်မှုတွေကမတော်တဆဖြစ်လာတာမဟုတ်ပါဘူး။လောင်းကစားသမားအဖေနဲ့မိသားစုကိုထိန်းကျောင်းတဲ့အမေတို့နဲ့သူကြီးပြင်းခဲ့ရတာပါ1942ခုမှာ British Empire ရက်80အတွင်းပြိုလဲတာကိုသူမြောက်ဝါထင်တွေ့ခဲ့ရတယ်။အဲ့ဒီအချိန်ကစပြီးစင်ကာပူကိုဘယ်သူမှမချင်းချောက်နိုင်အောင်သူဆုံးဖြတ်ခဲ့ပါတယ်။ဆုတ်ချင်းလူသက်တွေကနေကံကောင်းလို့လွတ်မြောက်ခဲ့ရတယ်။အဲ့ဒီဒဏ်ရာတွေကဘယ်သူမှမယုံရဘူး။ကိုအားကိုရမယ်ဆိုတာကိုသူ့ကိုသင်ပေးခဲ့တာပါ။ရလဒ်တွေကသူ့ဆုံးဖြတ်ချက်ကိုမှန်ကန်ကြောင်းပြသနေပါတယ်။2000ခုနှစ်မှာစင်ကာပူရဲ့တဦးချင်းဝင်ငွေက$24,000ရှိခဲ့ပြီးကနေဒါပြင်သစ်တို့နဲ့တန်းတူဖြစ်လာခဲ့ပါတယ်။2024ခုနှစ်မှာတော့$9,000အထိရောက်ရှိသွားပြီးအမေရိကန်နဲ့အိမ်နီးချင်းနိုင်ငံတွေထက်အများကြီးတာလွန်နေပါပြီ။ပညာရေးမှာလည်းနိုင်ငံတကာစာမေးပွဲတွေမှာဖင်လန်၊ဂျပန်၊တောင်ကိုရီးယားတို့ထက်အမှတ်ပိုရခဲ့ပါတယ်။တရင်စာတမရှိတဲ့နိုင်ငံကနေကမ္ဘာအသိဉာဏ်နဲ့ငွေကြေးဗဟိုချက်ဖြစ်လာခဲ့ပါပြီ။ဒါပေမဲ့ဒီအောင်မြင်မှုအတွက်လွတ်လပ်ခွင့်ကိုပေးဆက်ခဲ့ရပါတယ်။သူ့ရဲ့စီမံခန့်ခွဲမှုတွေကိုပုဂ္ဂိုလ်ရေးဝင်ဆွတ်ဖက်မှုလို့ဝေဖန်ကြပါတယ်။သူ့ရဲ့နောက်ဆုံးနှစ်တွေမှာသူဖန်တီးခဲ့တဲ့ဥယျာဉ်မြို့တော်ထဲမှာပဲသူလမ်းလျှောက်ခဲ့တယ်။2015ခုနှစ်မတ်လမှာတော့အသက်61နှစ်အရွယ်နဲ့သူဆုံးပါသွားခဲ့ပါတယ်။သူ့ရဲ့ဇာပနာမှာလူပေါင်း2တန်းနီးပါးမိုးရေထဲမှာတန်းစီပြီးဒီအာဏာရှင်ကိုနောက်ဆုံးနှုတ်ဆက်ခဲ့ကြပါတယ်။သူတို့အတွက်တော့သူကစင်ကာပူကိုတိဆောက်ပေးခဲ့တဲ့ခေါင်းဆောင်ကြီးဖြစ်ပါတယ်ကျွန်တော်ရဲ့တမိုင်းရိပ်မြုံ YouTube Channel ကိုကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုအယံကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube Channel လေးကနေနိုင်ငံရေးသမိုင်းတွေကမ္ဘာသမိုင်းတွေထင်ပေါ်ကျော်ကြားတဲ့လူပုဂ္ဂိုလ်တွေရဲ့သမိုင်းတွေကိုတင်ဆက်ပေးနေပါတယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့တမိုင်းရိပ်မြုံ YouTube Channel လေးကို Subscribe နှိပ်ထားအောင်နော် Okay နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့